ပေါ်မှာရှိတဲ့ဗုဒ္ဓဘာသာဝင်နိုင်ငံများထဲမှာမြန်မာနိုင်ငံဟာလည်းတစ်ခုအပါဝင်ဖြစ်ပြီးဘာသာရေးကိုအလေးထားကာကိုးကွယ်နေကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လူဦးရေတန်းပေါင်းများစွာရှိတဲ့အထက်ကအခုလိုဖျားရှင်ပွင့်တော်မူရာမြစ်စီမဒေသသို့တွားရောက်ဖူးမြော်ခွင့်ကြုံခဲ့ကြသောမိဘပြည်သူများဟာတကယ့်ကိုကုသိုလ်ထူးတဲ့ပါရမီရှင်များသာဖြစ်ကြပါတယ်။ရှေးကပွင့်တော်မူပြီးသောမြတ်စွာဘုရားအစူစူတို့သည်ဗုဒ္ဓဂယာမြင့်မြတ်မဟာတွင်ပွင့်တော်မူကြရသလိုနောက်ပွင့်တော်မူကြမည်မြတ်ဗုဒ္ဓအစူစူတို့သည်လည်းဗုဒ္ဓဂယာမြင့်မြတ်မဟာဖြစ်သောဘောဓိပင်ကြီးမန်အောင်မြေအရက်တွင်သာပွင့်ထွန်းပေါ်ပေါက်ကြရစမြဲဖြစ်ပါတယ်။ဗုဒ္ဓဂယာအရက်ဒေသဟာဗုဒ္ဓဘာသာဝင်များအတွက်အလေးအမြတ်ပြုတင်သောနေရာတစ်ခုဖြစ်သလိုမြတ်ဗုဒ္ဓနှင့်သက်ဆိုင်သမျှတို့မှာအထူးမြတ်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။အခုဖျားဘူးဓမ္မမိတ်ဆွေများဟာဖျားရှင်အစူစူပွင့်တော်မူရာနေရာဖြစ်တဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမြေမြတ်မဟာမှာရှိတဲ့တန်ဝေစနိယနဲ့အဝိဇ္ဇိတဌာနများသို့တွားရောက်ဖူးမြော်ကြမှာဖြစ်ပါတယ်။နေတဲ့လောကကြီးဒုထားခြင်းကိုရောက်စေတဲ့လောကခွင်လုံးတုံဟိပဲ့တဲ့ဗန်တွေကိုကြားနေအတိတ်ပဲမဲ့ခီးသွားများလက်ညှိုးနေသူတွေ့ခဲ့ပြီးဆွလို့ခဲ့တော့အနေမဲ့ခီးရှိကြီးအတားဆွဲရစွန်တင်ရဲ့ပဲမချပိန်လောက်ခံတဲ့မှာမွေးဖွားကြည့်တဲ့လာလူသားများအတွက်အမောင်းနှံကိုဖြိုခဲ့ပြီအာအင်းတဲ့တွေမွေးဖွားခဲ့ပြီမြည်စီမာကိုတွားကြမည်ငြိမ်းချမ်းခြင်းဆိုတဲ့တိုင်းကြီးဆောက်ကြမည်မဟာလူသားအနိုင်နဲ့မြတ်တာအနိုင်နဲ့ကျေးဇူးမြစီမာကငြိမ်းချမ်းရေးရောင်ကြီးကဘာမြေကိုချုံလွှမ်းပြီးမဟာလူသားဗုဒ္ဓဂယာမြင့်မြတ်မဟာကိုရောက်တာနဲ့အဝေးကပင်လှမ်းမြော်ဖူးမြင်နိုင်တဲ့မဟာဗောဓိဇီဒီတော်ကြီးပဲဖြစ်ပါတယ်။မဟာဗောဓိဇီဒီတော်ကြီးဟာဗုဒ္ဓဘာသာဖျားဖူးများအတွက်အလွန်သက်ပယ်တော်မူတဲ့ဇီဒီတော်ကြီးပဲဖြစ်ပါတယ်။အာတောကမင်းကြီးစောက်လို့လှူဒန်းထားပြီးမြမဘီရင်ဆက်ဆက်တို့ရဲ့ကောင်းမှုတော်လည်းပဲဖြစ်ပါတယ်။ဇီဒီတော်ကြီးကိုတဲကြောင်များဖြင့်တိဆောက်ထားတာဖြစ်ပြီးဖနတ်တော်48ပေရန်တော်အမြင့်180ပေရှိတယ်လို့သိရှိရပါတယ်။ဇီဒီကြီးရဲ့နံရံကတ်လှိုင်မုတ်တို့မှာဖျားရုပ်ထုတော်များထားရှိပြီးအဆောက်အဦရဲ့လေးမျက်နှာနံရံမှာပလဲကုန်းပုံသဏ္ဍာန်များဇံပြန်ရသည့်ပုံများနဲ့စမ်းကြယ်စွာထုလုပ်ချဲ့သားလိုထားပါတယ်။ခရစ်နှစ်ရာစုခန့်မှာအမည်မထင်ရှားတဲ့မာဂရတိုင်းဘုရင်တစ်ပါးဟာအာတောကမင်းကြီးတည်ထားခဲ့တဲ့ဇီဒီအားအခုမြင်တွေ့နေရတဲ့ဇီဒီတော်ကြီးအဖြစ်ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းခေတ်ဆက်ဆက်မှာတော့ဘာသာကြားတွေရဲ့ဖျက်ဆီးတာကိုလည်းခံခဲ့ရပါတယ်။မြန်မာတက္ကသိုလ်1239ခုနှစ်မှာတော့အိန္ဒိယနိုင်ငံကာလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝိတိုရိယဘုရင်မကြီးထံမင်းတို့မင်းကြီးကအကြောင်းကြားကရူပီတန်80ခန့်လှူဒန်းပြီးမင်းတို့မင်းကြီးကိုစားဘုရင်မကြီးကဇီဒီတော်ကြီးကိုပြုပြင်ခဲ့တယ်လို့သိခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိဆက်ဆက်ကဗုဒ္ဓဘာသာဝင်တို့ကပြုပြင်ခဲ့ကထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဇီဒီတော်ကြီးတွင်းမှာတော့ဖျားဆူဆူပွင့်တော်မူရာအထိမ့်မှန်အနေနဲ့ဘူမိဖတ်တမုဒရာဗုဒ္ဓရုပ်ဘွားတော်ကြီးတဆူကိန်းဝေစံပေတော်မူလျက်ရှိပါတယ်။ဒီရုပ်ဘွားတော်ကြီးရဲ့မဏိတော်တဲတဲ့မှာမြန်မာနိုင်ငံအလှူရှင်တွေကရွှေတပိတ်တာနဲ့60သားတီတီဖြင့်ပထမ24ပစ္စည်းပုံပြုလုပ်ခါလှူဒန်းထားတာဖြစ်ပါတယ်။ဒီရုပ်ဘွားတော်တည်ထားတဲ့နေရာမှာ
မြတ်စွာဘုရားရှင်မန်၅ပါးကိုအောင်မြင်တော်မူပြီးတပ်ပင်ညုတဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့အပရာဇိတရွှေပလင်တော်ကြီးရှိတယ်လို့သိခဲ့ရပါတယ်ဖျားဆူဆူပွင့်တော်မူရာဌာနဖြစ်တဲ့မဟာဗောဓိပင်နဲ့အပရာဇိတရွှေပလင်တော်ဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာဒီနေရာမှာတပ်ပင်ညုတရွှေဉာဏ်တော်ကိုရရှိတော်မူပြီးဖျားဖြစ်သူရောက်ရှိပြီးတဲ့နောက်အနေကဇာတိအစရှိတဲ့ဥဒန်းတို့ကိုကျူးရင်တော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ဖျားလောင်းတော်ဟာရရိတ်သမားတုတ္တိယလှူတဲ့မျက်ရှိစုပ်ကိုဒီမဟာဗောဓိပင်ရင်းမှာဖြန့်ခင်းလိုက်တဲ့အခါ14တောင်ကျယ်ဝန်းတဲ့အပရာဇိတပလင်တော်ကြီးပေါ်ပေါက်တော်မူလာခဲ့ပါတယ်ဖျားလောင်းတော်ဟာအဲ့ဒီပလင်ထက်မှာထက်ဝယ်ဖွဲ့ခွေထိုင်တော်မူပြီးအာနာပါနဇံကိုဝင်စားကဖျားမဖြစ်သမျှဒီနေရာကငါမထားလို့စရုရင်ဂီကဝရိယဖြင့်နေတော်မူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကိလေသာအပေါင်းတို့ကိုပယ်ဖြစ်တော်မူကားမလေးတံကိုအစဉ်တိုင်းရပြီးအလုံးစုံသောတရားတို့ကိုတိတတ်တော်မူသောတပ်ပင်ညုတဉာဏ်ကိုရရှိတော်မူကားဖျားဖြစ်သူရောက်ရှိတော်မူခဲ့တာပဲဖြစ်ပါတယ်ဖျားဖြစ်ရာအပရာဇိတပလင်တော်ထက်မှာထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပြီးပရိစ္ဆသမုပ္ပါဒဓမ္မကိုအနုလုံပရိလုံအားဖြင့်ဆင်ញင်တော်မူကားမြတ်စွာဘုရားဟာဤပလင်ထက်မှာဖလားတမဘတ်ကိုဝင်စားတော်မူပြီးခုနှစ်ရက်ပတ်လုံးတရင်သုံးစံပယ်တော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုပထမတတ္တဟလို့ခေါ်ဆိုကြသလိုပလင်ကတတ္တဟလို့လည်းခေါ်ဆိုခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ဒီနေရာဟာဖျားရှင်စူစူပွင့်ရာအောင်မြေဖြစ်တဲ့အတွက်တန်ဝေစနိယလေးဌာနနဲ့အာဝိစဟိတလေးဌာနနှစ်မျိုးစလုံးတို့မှာပါဝင်တဲ့နေရာလည်းပဲဖြစ်ပါတယ်မဟာဗောဓိပင်ဟာမြတ်စွာဘုရားရဲ့ဖွားဖက်တော်9ဦးထဲမှာတစ်ခုပါဝင်ဖြစ်ပြီးပရိဘောဂစေတီတော်ကြီးလည်းပဲဖြစ်ပါတယ်ဒုတိယတတ္တဟလို့ခေါ်တဲ့အာနိမိတ်တတ္တဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်ဖျားဖြစ်သူရောက်ရှိတော်မူပြီးအပရာဇိတပလင်ထက်မှာခုနှစ်ရက်ပတ်လုံးစံပယ်တော်မူပြီးတဲ့နောက်ဒီစေတီတော်နေရာကိုကြွချီတော်မူကားဗောဓိပင်နဲ့ရွှေပလင်ကိုမျက်လုံးတော်မမိတ်မတုံတစိမ့်စိမ့်ရှုစားတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာလေးသိချီတဲ့ကဘာတသိန်းကာလပတ်လုံးဒါနအစရှိတဲ့ပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူပြီးမှတပ်ပင်ညုတရွှေဉာဏ်တော်ကိုရရှိခဲ့တဲ့ထူးမြတ်တဲ့နေရာကိုခုနှစ်ရက်ပတ်လုံးစူးစူးဆိုင်ဆိုင်ကြည်တော်မူခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုဒုတိယတတ္တဟလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။တတိယတတ္တဟခေါ်စင်္ကမတတ္တဟဖြစ်ပါတယ်။ဒီနေရာမှာမြတ်ဗုဒ္ဓဟာခုနှစ်ရက်တိုင်းတိုင်းဈဉ္ဉံလျှောက်ခါဖလားတမဘတ်ဝင်စားခဲ့တဲ့နေရာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်သည်အာနိမိတ်တတ္တဟနေရာမှာပလင်တော်ကိုခုနှစ်ရက်တိုင်းတိုင်းစိုက်ကြည့်တော်မူနေခဲ့ရာနတ်မြမာတို့ကဘုရားရှင်သည်ရွှေပလင်ကိုမျှခင်မင်တောင့်တခြင်းမပြတ်ထပ်၍ပြုအပ်သောမက်ကိစ္စရှိနေသေးတယ်လို့အထင်မှားခဲ့ကြပါတယ်။အဲ့ဒီအထင်မှားမှုကိုပယ်ဖျက်ဖို့ကောင်းကင်သို့ပြန်တက်ပြီးရေမီးစုံစုံသောတကူပြာရိဟာကိုပြတော်မူခဲ့ပါတယ်။အဲ့ဒီနောက်ကောင်းကင်ကဆင်းသက်ခါယရနာဈဉ္ဉံကိုဖန်ဆင်းပြီးခုနှစ်ရက်ပတ်လုံးဈဉ္ဉံကြွကဖလားတမဘတ်ကိုဝင်စားခဲ့တဲ့နေရာပဲဖြစ်ပါတယ်။စတုထတတ္တဟခေါ်ယရနာဂရရွှေအိမ်တော်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်သည်ခုနှစ်ရက်ပတ်လုံးဈဉ္ဉံကြွပြီးတဲ့နောက်လက်ပြမာတို့ဖန်ဆင်းအပ်သောယရနာဂရဆိုတဲ့ယရနာရွှေအိမ်တော်မှာထက်ဝယ်ဖွဲ့ခွေနေတော်မူပြီးအဘိဓမ္မာခုနှစ်ကျမ်းကိုဆင်ခြင်သုံးသပ်တော်မူကားဖလားတမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်။အဲ့ဒီလိုအဘိဓမ္မာခုနှစ်ကျမ်းကိုသုံးသပ်ဆင်ခြင်တော်မူခဲ့ရာနောက်ဆုံးကျမ်းဖြစ်တဲ့ပဋ္ဌာန်းကျမ်းတော်မြတ်ကိုဆင်ခြင်သုံးသပ်တဲ့အခါမြတ်စွာဘုရားရဲ့ကိုယ်တော်ကနေ
ရောင်ကြီးတော်6တွေကွန်ပျူတော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုယရနာဂရတတ္တဟာလို့ခေါ်တယ်လို့စတုဒ္ဓတတ္တဟာလို့လည်းခေါ်ဆိုကြပါတယ်။ပြင်စမတတ္တဟာခေါ်အဇပါလစိတ်ကြောင်းညောင်ပင်နေရာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟာယရနာဂရရွှေအိမ်တော်မှာ9ရက်တိုင်းတိုင်းတရင်သုံးစံပယ်တော်မူပြီးစိတ်ကြောင်းညောင်ပင်လို့ဆိုတဲ့အဇပါလညောင်ပင်ရင်းကိုကြွချီတော်မူကာ9ရက်ပတ်လုံးဖလားတမဘတ်ဝင်စားတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမနတ်ရဲ့သမီးပြူတွေဖျက်ဆီးဖို့ကြိုးစားခဲ့တာကိုအောင်မြင်တော်မူခဲ့ပါတယ်။ဒီနေရာမှာပဲမြတ်ဗုဒ္ဓဟာဟုံဟုံကပုံနာမေးမြန်းတဲ့တမနာဗျမနာအကြောင်းကိုဖြေကြားခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။တတ္တတတ္တဟဆံတော်မူပြီးဒီနေရာကိုတဖန်ကြွရောက်တရင်သုံးတော်မူတဲ့အခါဖျားရှင်အားတဟံပရိဗြမာမင်းကဝိနည်းတတ္တဝါအပေါင်းတို့အားတရားဓမ္မများဟောကြားရန်လျှောက်ထားတောင်းပန်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။စရမတတ္တဟခေါ်မုံစလိန်နာတတ္တဟဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာအဇပါလညောင်ပင်ရင်းမှာ9ရက်တိုင်းတိုင်းစံပယ်တော်မူပြီးမုံစလိန်နာရေအိုင်အနီးမှာ9ရက်ပတ်လုံးအရဟတဖို့ချမ်းသာကိုခံစားတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာစัจ जा မင်းပေါ်ထွန်းတဲ့အခါနဲ့ဖျားရှင်ပွင့်ထွန်းတော်မူတဲ့အခါမှသာရွာသွန်းခြင်းဖြစ်တဲ့အခါမဲ့မိုးကြီးဟာ9ရက်တိုင်းတိုင်းတီးထန်စွာရုတ်တရက်ရွာသွန်းခဲ့ပါတယ်။အဲ့ဒီလိုမိုးကြီးရွာသွန်းလိုက်တဲ့အခါရေကန်ကြီးကိုစောင့်တဲ့မုံစလိန်နာနဂါမင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုပလင်းတဖွဲပြုလုပ်ပြီးဖျားရှင်ရဲ့ဥကောင်းထက်ကနေပပြင်းနဲ့အုံမိုးကဖျားရှင်အားမိုးမဆိုးဆွရလေအောင်9ရက်ပတ်လုံးစောင့်ရှောက်ခဲ့ပါတယ်။အဲ့ဒါကြောင့်ဒီနေရာဟာမုံစလိန်နာတတ္တဟခေါ်စရမတတ္တဟာပဲဖြစ်ပါတယ်။တတ္တမတတ္တဟာလို့ခေါ်တဲ့ရာဇာယရဏတတ္တဟာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်သည်မုံစလိန်နာရေအိုင်အနီးမှာ9ရက်တရင်သုံးစံပယ်တော်မူပြီးတဲ့နောက်လင်းလွန်ပင်ရင်မှာ9ရက်ဆက်လက်ပြီးတရင်သုံးတော်မူကားအရဟတဖို့ဖလားတမဘတ်ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်။လင်းလုံးပင်ကိုရာဇာယတနာလို့ခေါ်တာကြောင့်ဒီနေရာကိုလည်းရာဇာယတနာတတ္တဟာလို့ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။တတ္တတတ္တဟာပြည်လို့49ရက်မြောက်တဲ့နေ့မှာတော့တရားမင်းဆက်ကတ်တဲ့အနောတက်ရေအိုင်ကရေဖြင့်ကရင်းစီခြင်းမျက်နှာတော်တည်ခြင်းများပြုလုပ်တော်မူပြီးစေးကျစုသည်ကုံယိုဗံပူတို့ကိုဖုံးပေးတုံးဆောင်တော်မူပြီးတဲ့နောက်လင်းလွန်ပင်ရင်မှာပဲတရင်သုံးနေတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မြန်မာနိုင်ငံဥက္ကလာပမြို့ကလဲကုံတဲ့နှစ်ဦးဖြစ်တဲ့တဖုတ်တနဲ့ဗန်လိကာတို့ကမြတ်စွာဘုရားရှင်အားမုတ်ကျွတ်ကျစ်ခေါ်ပြောင်းမုံစုပ်တို့ကိုစက်ကတ်လှူဒန်းခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာပင်မြတ်စွာဘုရားရှင်ဟာဂုံတဲ့ညီနောင်တို့အားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဟူသောဘေဝါစိကတရဏဂုံနှစ်ပါးတို့ကိုပထမဆုံးတိဆောက်ခွင့်နဲ့အတူစံတော်ရှိစုတို့ကိုလည်းပေးသနာတော်မူခဲ့ပါတယ်။
တောင်တန်းကြီးကတော့ဖျားအလောင်းတော်6နှစ်တာဒုက္ခရစရိယာကျင့်တော်မူခဲ့တဲ့ဥရုဝေလတောင်တန်းကြီးပဲဖြစ်ပါတယ်ဖျားအလောင်းတော်ဟာတက်တော်29နှစ်အရွယ်မှာသူ့ကိုသူနာသူသေးရဟန်းအစရှိတဲ့နမိတ်ကြီး၄ပါးကိုမြင်တွေ့တာကြောင့်ဂျီနန်းစည်းစိမ်ကိုစွန့်ပြီးကပိလဝိတ်နေပြည်တော်မှတောထွက်တော်မူရာမှာအစဉ်တိုင်းကြွလာခဲ့ရာမှာဒီဥရုဝေလတောကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာဖျားအလောင်းတော်ဟာတမန်လူများမကျင့်နိုင်တဲ့ဒုက္ခရစရိယာအကျင့်ကို6နှစ်တာကျင့်တော်မူခဲ့ပါတယ်ဒီဒုက္ခရစရိယာအကျင့်ဟာကောင်းမြတ်တဲ့အကျင့်မဟုတ်ဘဲခန္ဓာကိုယ်ကိုပင်ပန်းပြီးတပ္ပုညုတဉာဏ်ကိုရရှိစေနိုင်တဲ့အကျင့်မျိုးမဟုတ်တာကိုသိတော်မူလာတဲ့အချိန်မှာဒုက္ခရစရိယာအကျင့်ကိုစွန့်လွတ်တော်မူပြီးမျက်စိမှပရိပရာခေါ်မက္ခင်ရှင်ပါအကျင့်တရားကိုပြောင်းလဲပြီးကျင့်တော်မူခဲ့တာပဲဖြစ်ပါတယ်ဒီနေရာကတော့သူဇာတာတထေသမီးကကနာနိုစွန်းလှူဒန်းနေနေရာပဲဖြစ်ပါတယ်ဖျားလောင်းတော်ဟာမဟာတက္ကရီ103ခုကစုံလာဆန်း14ရက်နေ့ညမှာအိမ်မက်ကြီး9ပါးကိုမြင်မဲ့တော်မူခဲ့ပြီးငါသည်ယနေ့စင်စစ်ဖျားဖြစ်ရမည်ဟုဆုံးဖြတ်တော်မူခဲ့ကကစုံလာပြည့်နေ့မနေ့စောစောမှာပဲသေနာနီကုန်းရွာကြီးစီကြွချီတော်မူခဲ့ပါတယ်စွန့်ခံဝင်ဖို့အချိန်စောနေသေးတဲ့အတွက်ရွာဦးမှာရှိတဲ့ညောင်ပင်ရင်းမှာထိုင်တော်မူပြီးထွန်းလင်းသောကိုရောင်ကိုဖြစ်စေလျက်ထိုင်နေတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်သေနာနီကုန်းရွာကြီးတွင်ကသူဇာတာအမည်ရှိတဲ့တထေသမီးဟာညောင်ပင်စောက်နှံ့အားနှစ်စဉ်ပေးဆက်မြဲကနာနိုစွန်းကပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။ဖျားလောင်းကိုတွေ့တဲ့အခါမှာတော့ညောင်ပင်စောက်နှံ့အမှတ်နဲ့ဝမ်းသာအားရအသိန်းတန်သောရွှေခွက်နဲ့တကွာကနာနိုစွမ်းကိုဒီနေရာမှာဆက်ကပ်လှူဒန်းခဲ့တာဖြစ်ပါတယ်ဒီနေရာကတော့ဖျားလောင်းတော်အားမျက်ရည်သမားတုတိယကမျက်ရှိစုပ်လှူဒန်းခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဖျားလောင်းတော်ဟာသူစာတာလှူဒန်းတဲ့ကနာနိုစွန်းကိုဖုံးပေးသုံးဆောင်တော်မူပြီးနေရင်စရာမြစ်မှာရွှေခွက်အားအတိတ်ထံကရေမျောခဲ့ပါတယ်။အဲဒီနောက်နေရင်စရာမြစ်အနီးအင်ဂျင်တော်မှာနေတန်တော်မူပြီးညချမ်းခါမှာဘောဓိမန်တိုင်းသို့ကြွချီတော်မူတဲ့အတွက်တောတိယကဒီနေရာမှာမျက်ရှိစုပ်ကိုလှူဒန်းခဲ့တာပဲဖြစ်ပါတယ်အခုမြင်နေရတာကတော့ဖျားဖြစ်မဲ့နေ့မှာတသိန်းတန်ရွှေခွက်နဲ့တကွာကနာနိုစွမ်းကိုဆက်ကပ်တော်မူခဲ့တဲ့သူဇာတာတထေသမီးရဲ့နေအိမ်နေရာပဲဖြစ်ပါတယ်ဒီနေရာဟာဖျားရှင်လက်ထက်ကသေနာနီကုန်းရွာကြီးဖြစ်ပါတယ်သူဇာတာတထေသမီးဟာညောင်မင်းဆောင်နှံ့အားကနာနိုစွန်းဖြင့်ဗလိနတ်စာတင်ဖို့အတွက်နွားမတစ်ထောင်ကိုနွယ်ကြိုတော်ထဲမှာကြောင်ထားခဲ့ပါတယ်အဲ့ဒီတစ်ထောင်သောနွားမတွေကို9စုခွဲပြီး200သောနွားမတို့ကိုတိုက်ကျွေးခဲ့ပါတယ်အဲ့ဒီ200သောနွားမတို့ကိုလည်းအဆင့်ဆင့်ခွဲကာနောက်ဆုံးကြံတဲ့နွားမ၈ကောင်ရဲ့နှိုးရည်ဖြင့်သာကနာနိုစွမ်းကိုစီရင်ခဲ့ပါတယ်မြမမင်း၄ပါးနဲ့တရားမင်းတို့ကစောက်ရှောက်ပြီး1000သောစကြဝဠာမှာနတ်မြမပေါင်းတို့ကနတ်ဩဇာတွေကိုထည့်သွင်းပြီးချက်ခဲ့တာပဲဖြစ်ပါတယ်ဒီစေရီကြီးကသူဇာတာတထေသမီးရဲ့နေအထိမ့်မှတ်အဖြစ်တိရိဓမ္မသောကမင်းကြီးကတည်ထားတာပဲဖြစ်ပါတယ်
ဂျပန်နိုင်ငံမှာရှိတဲ့ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့ပုံစံတူထုလုပ်ထားတဲ့ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်ဒီရုပ်ပွားတော်ကြီးဟာပေ80ရှိပြီးရုပ်ပွားတော်ကြီးရဲ့ဘေးဘက်မှာတော့မဟာတာဝကတို့ရဲ့ပုံတော်တွေကိုလည်းရပ်တော်မူပုံတော်များဖြင့်ထုလုပ်ပူဇော်ထားတာကိုလည်းအခုလိုဖူးမြော်ခဲ့ကြရပါတယ်ဒီစီဒီတော်ကြီးကတော့6ခန္တီစီဒီတော်ဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာဖျားဖြစ်တော်မူပြီးဥရုဝေလတောကနေမိဂရာဝံကိုပြင်စဝဂ္ဂီ9ဦးတို့အားတရားဥဟောဖို့ကြွရောက်လာရမှာပြင်စဝဂ္ဂီတို့ကဂုံမှန်တင်းပြီးခရီးဦးလဲမကြိုစကားမဆိုစရန်ဂရိထားခဲ့ကြပေမဲ့မြတ်စွာဘုရားကြွတော်မူလာတာကိုမြင်တဲ့အခါမှာတော့မနေနိုင်ကြတော့ပဲဒီနေရာမှာလာရောက်ပြီးသူ့ထက်ငါခရီးဦးကြိုဆိုခဲ့ကြရာနေရာဖြစ်ပါတယ်ဗုဒ္ဓရဲ့ဩဒိတအနန္တမေတ္တာတော်ဟာပြင်စဝဂ္ဂီတို့ရဲ့အန္တုဓာတ်ကိုအရေးပြောစေတဲ့အနန္တမေတ္တာဂုဏ်ပြရာနေရာလည်းဖြစ်ပါတယ်မြတ်စွာဘုရားတရားဥဓမ္မစကြာဟောတော်မူခဲ့တဲ့မိဂရာဝံဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာဘုရားဖြစ်သူရောက်ရှိတော်မူပြီးတတ္တတတ္တဟစံနေတော်မူပြီးတဲ့နောက်မှာတဟံပတိဗြဟ္မာမင်းရဲ့လျှောက်ထားတောင်းပန်မှုကြောင့်ကျေးဇူးရှိခဲ့မှုတဲ့အာလာရနဲ့ဥဒကယတိနှစ်ပါးတို့အားတရားဥဟောကြားရန်ကြည်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာယတိနှစ်ပါးစလုံးလူပြေမှာမရှိတဲ့အတွက်ပြင်စဝဂ္ဂီ9ဦးတို့အားဓမ္မစကြာတရားဥဟောကြားရန်မိဂရာဝံကိုကြွချီတော်မူခဲ့ပါတယ်။မဟာတက္ကရာ103ခုနှစ်ဝါဆိုလပြည့်စနေနေ့မှာနေဝင်လထွက်ဓမ္မဆက်ဟောမြတ်တန်ချိုလာဝါဆိုဆိုတဲ့အတိုင်းမြတ်ဗုဒ္ဓဟာပြင်စဝဂ္ဂီ9ဦးတို့အားဒီဓမ္မရာစိကဇီဒီနေရာမှာဓမ္မဆက်ကပဝတ္တနတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။ပြင်စဝဂ္ဂီ9ဦးတို့အား9ရက်တိုင်တိုင်ဓမ္မစကြာတရားတော်ကိုဟောကြားတော်မူခဲ့ပြီးသောတာပတ္တိဖို့မှာတည်စေလျက်18ကလေးသောနတ်မြမာအပေါင်းတို့ကိုအကျိုးတရားရရှိစေခဲ့တဲ့နေရာလေးဖြစ်ပါတယ်။မိဂရာဝံတော်ဟာတရားဥဟောကြားရာနေရာဖြစ်တဲ့အပြင်သံဃာယတနာစတင်ပေါ်ထွန်းရာနေရာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာကုသိုလ်တရားနဲ့တန်ဝေကတရားများပွားများနိုင်တဲ့တန်ဝေစနိယဌာနဖြစ်တယ်လို့ဖျားရှင်တိုင်းမစွန့်အပ်တဲ့အဝိဇ္ဇကိတဌာနလေးပဲဖြစ်ပါတယ်။မိဂရာဝံတော်ဟာဣတိပတနာမိဂရာယဆိုတဲ့အတိုင်းယတိယဟန်တို့ကောင်းကင်ကနေတက်ရာဆင်းရာဖြစ်တဲ့အပြင်ဖျားအလောင်းတော်ရွှေသမင်မင်းကိုအကြောင်းပြုပြီးဗာရဏသီမင်းကတားသမင်အပေါင်းတို့အားဘေးမဲ့ပေးခဲ့ရာတော်လည်းဖြစ်ပါတယ်။ရသော်ဘုရားဟာပြင်စဝဂ္ဂီ9ဦးယတတထေသားနဲ့အပေါင်းပါသူငယ်ချင်း54ယောက်နဲ့တကွာဒီမိဂရာဝံတော်မှာပထမဝါကတ်တော်မူခဲ့ပါတယ်။အာသောကမင်းလက်ထက်မှာမိဂရာဝံတော်ကိုဗုဒ္ဓတရားတော်စတင်ဖြန့်ချီရာဌာနတစ်ခုဖြစ်သတ်မှတ်ခဲ့ပြီးကျောင်းကံဖျားစီဒီပထိုးများတိဆောက်ခဲ့ကစောင့်ရှောက်ခဲ့ပါတယ်။ဒီ
ဓမ္မသောကမင်းကြီးတည်ထားတော်မူခဲ့တဲ့ကြောက်တိုင်ဖြစ်ပါတယ်။အာသောကမင်းကြီးက BC 250ခန့်မှာကိုးတိုင်းကိုဌာနကိုသာသနာပြုရာမှာမိဂရာဝံကိုလည်းအလေးထားပြုပြင်ခဲ့ကြောင်းကိုအာသောကကြောက်တိုင်နဲ့ဇီဒီများကသက်တည်ပြလိုနေပါတယ်။တီရီဓမ္မသောကမင်းကြီးဟာဗုဒ္ဓဝင်နေရာတော်တိုင်းမှာအထိမ့်မဲ့ကြောက်တိုင်များကိုစောက်လုပ်လှူဒန်းခဲ့ပါတယ်။ဒီနေရာမှာလဲဓမ္မစကြာတရားဦးဟောကြားတော်မူရာအထိမ့်မဲ့အဖြစ်ကြောက်တိုင်ကိုတိဆောက်ခဲ့ပါတယ်။နန္ဒီယတကြွယ်စောက်လုပ်လှူဒန်းခဲ့တဲ့ကျောင်းတော်ရာဖြစ်ပါတယ်။နန္ဒီယတကြွယ်ဟာမတိမီကပင်နတ်ပြည်မှာဘုံမိတ်မှန်ပေါက်ခဲ့တဲ့တထေးကြီးလည်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာပြင်ဆောင်ဝဲကြီး၅ပါးယတတထေးသားနဲ့အပေါင်းပါ54ပါးစုစုပေါင်းအပါ60သတင်းသုံးပြီးပထမဝါကတ်တော်မူရာမူလဂန္ဓကုရီတိုက်နေရာလည်းပဲဖြစ်ပါတယ်။ပထမဝါကျွပြီးတဲ့အခါမြတ်ဗုဒ္ဓအပါဝင်ယဟန္တာအားလုံးတို့ကိုတကြောင်တည်းသောခရီးကိုနှစ်ပါးမသွားစေပဲသာသနာပြုစတင်စေလို့ရာနေရာတူးနေရာမြတ်လည်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာဒီကျောင်းတော်ကြီးမှာသတင်းသုံးတော်မူပြီးဝိနည်းတတ္တဝါများစွာကိုတရားဓမ္မများဟောကြားကာကျွတ်တန်းဝင်စေခဲ့တဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်။ယတတထေသားယဟန္တာဖြစ်ရာနေရာဖြစ်ပါတယ်။ယတတထေသားဟာဖျားရှင်အားကနာနိုစွမ်းကတ်လူတဲ့သူဇာတာတထေသမီးရဲ့သားဖြစ်ပြီးဗာရာဏသီမြို့မှာအလွန်ထင်ပေါ်ကျော်ကြားတဲ့တထေသားဖြစ်ပါတယ်။ယတသူတို့သားဟာလောကီစည်းစိမ်ကိုညီးငွေပြီးနတ်တို့ပြသောလမ်းဖြင့်ဖျားရှင်ထံရောက်ရှိလာကတရားတော်များကိုနာကြားပြီးတဲ့နောက်ယဟန္တာဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ယတသူတို့သားကိုအကြောင်းပြုပြီးသူ့ရဲ့မိတ်ဆွေများဖြစ်တဲ့54ယောက်သောတထေသားတို့ဟာလည်းကြီးကျယ်တဲ့စည်းစိမ်ချမ်းသာတွေကိုဆွတ်လွတ်ခဲ့ကယဟန္တာဖြစ်ကိုရောက်ရှိခဲ့ကြပါတယ်။ယတသူတို့ကတိမ်ဘောကတစ်ခုမှသူကတိမ်ဘောကတစ်ခုမှသူကအဲ့ဒီလိုပရာဟိတနာရေးလို့သူကပြုလုပ်ခဲ့တာနော်ဒီနာရေးပရာဟိတသင်္သာကြီးပေါ့နော်အဲ့ဒါဦးဇင်းတို့ဘောရမမြတ်စွာဘုရားဗုဒ္ဓရှင်တော်ဖွင့်ထုံးပေါ်တော်မူလာတဲ့အခါကျတော့သူဟာဗုဒ္ဓဘောရမလက်ထက်မှာဦးဇင်းတို့ဗုဒ္ဓရှင်တော်နဲ့သူ့ကိုအဲ့ဒီနာရေးအကြောင်းလေးတိတ်အကြောင်းလေးနည်းနည်းလေးပြန်ပေါ်လိုက်တယ်တရားရတာ။ဘာကြောင့်လဲဆိုတော့အတိတ်ကဒီကုသိုလ်ကောင်းမှုကိုပြုလုပ်ခဲ့တဲ့လေးချက်ခဲ့တဲ့ကုသိုလ်ကောင်းမှုပေါ့နော်။အဲ့ဒီကုသိုလ်ကောင်းမှုပါရမီကြောင့်သူကဦးဇင်းတို့မြတ်စွာဘုရားတရားလေးနည်းနည်းပေါ်လိုက်တယ်သူကယဟန္တာအခြေအနေနဲ့ဒါဖြစ်ပါတော့။သူတို့ကဖြစ်တဲ့ယဟန္တာကြီးအားလုံးဒီနေရာကနေစတင်ပြီးတော့ဘုရားနဲ့တပါးတာကိုဆင်နေကြ။တရားဓမ္မကိုသဘာဝကြီးကိုစတင်ပြီးတော့ရပ်ပတ်တယ်နော်။မိဂရာဝံပရဝံအတွင်းမှာရှိတဲ့ကြောက်ပြားများနဲ့ဖုံးအုပ်ထားတဲ့နေရာကတော့ဘိက္ခုနီမများရေချိုးသွားရာလမ်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓလက်ထက်တော်အခါကဘိက္ခုနီမများမိခတံပရာမြစ်သို့ရေချိုးသွားရာမှာအရှက်အကြောက်လုံခြုံစေဖို့အတွက်မြေအောက်မှဖြတ်သွားတဲ့လမ်းဖြစ်ပါတယ်။ကုမာရဒေဝီကျောင်းတော်ရာနာမှာရှိတဲ့အတွက်ကုမာရဒေဝီရေချိုးစိတ်လို့လည်းခေါ်ဆိုကြပါတယ်။မိဂရာဝံအတွင်းမှာရှိတဲ့သမင်များဘေးပင်ပေးထားရာနေရာဖြစ်ပါတယ်။ဗာရာဏသီမင်းလက်ထက်ကဒီကြောတာသမင်မင်းကိုအကြောင်းပြုပြီးဘေးပင်ပေးခဲ့ရမှဒီကနေ့ထိတိုင်အောင်သားသမင်များအားဘေးပင်ပေးထားတာကိုလည်းအခုလိုမြင်တွေ့ခဲ့ရပါတယ်။
မိဂဒဝုံပရဝုံအတွင်းမှာရှိတဲ့ဓမေခစီဒီတော်ကြီးဖြစ်ပါတယ်။ရန်တော်အမြင့်104ပေရှိပြီးစီဒီတော်ကြီးရဲ့ဘေးပတ်ပတ်လည်မှာစัจ जा ပုံပြားနဲ့ထုလုပ်လို့ထားပါတယ်။မြတ်ဗုဒ္ဓဟာပြင်စဝက်ကြီး9ဦးတို့အား9ရက်ဆက်တိုက်ဓမ္မဆက်ကပဝတ္တနာတုတ်တန်ကိုဓမ္မရာဇိကစီဒီတော်နေရာမှာဟောကြားတော်မူခဲ့ကဝါဆိုလာပြည့်ကျော်9ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဒီဓမေခစီဒီတော်ကြီးရဲ့နေရာကိုရွှေ့ပြီးအနတ္တလက္ခဏာတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။ပြင်စဝက်ကြီးတို့လည်းအနတ္တလက္ခဏာတုတ်တော်ကိုနာကြားပြီးအစီအတိုင်းယဟန္တာဖြစ်ကိုရောက်ရှိတော်မူခဲ့ကြပါတယ်။ဒါကြောင့်ဒီနေရာမှာသာသနာတော်အတွက်ကျေးဇူးကြီးမားလာတဲ့အာသောကမင်းကြီးဟာအထိတ်အမှတ်ဖြစ်ဓမေခစီဒီတော်ကြီးကိုစောင့်လုပ်ထူထမ်းခဲ့တာဖြစ်ပါတယ်။မိဂဒဝုံအတွင်းမှာသာသနာတော်အထိတ်အမှတ်စီဒီတော်များနဲ့အဆောက်အဦများကျိုးပဲ့ပျက်စီးနေပေမဲ့လည်းဒုရဲအားဖြင့်ကြီးမားလာတဲ့ဓမေခစီဒီတော်ကြီးကတော့တမိုင်းမှတ်တမ်းတစ်ခုအဖြစ်ခန္ဓာထေဝါစွာနဲ့အကောင်းပကတိတိုင်းဒီကနေ့ထိတိုင်အောင်တည်ရှိနေပါတယ်။ဗာရာဏသီမှာရှိတဲ့မူလကန္နာကုရီဝိဟာရလို့ခေါ်တဲ့ဓာတ်တော်တိုင်းဖြစ်ပါတယ်။ဒီကျောင်းတော်ကိုတီဟိုနိုင်ငံသားအနာဂါရိကဓမ္မပါဠဦးဆောင်တဲ့မဟာဗောဓိအသင်းကတိဆောက်လှူဒန်းထားတာဖြစ်ပါတယ်။ကန္နာကုရီဝိဟာရကျောင်းတိုက်ရဲ့ရှေ့မှာရှိတဲ့ရုပ်ထုကတော့မဟာဗောဓိအသင်းကိုစတင်တည်ထောင်ခဲ့သူတီဟိုနိုင်ငံသားအနာဂါရိကဓမ္မပါဠရဲ့ရုပ်ထုဖြစ်ပါတယ်။ဘာသာကြားတို့ရဲ့လက်အောက်ရောက်နေတဲ့ဗုဒ္ဓဂယာကိုဗုဒ္ဓဘာသာဝင်တို့ရဲ့လက်ထဲကိုပြန်လည်ရောက်ရှိစေဖို့အတွက်အခက်အခဲပေါင်းများစွာနဲ့အပြင်းထန်ကြိုးစားပေးခဲ့သူလည်းပဲဖြစ်ပါတယ်။မိဂဒဝုံပရဝုံကြီးကိုအခုလိုဖူးမြင်ရတာဟာလေအနာဂါရိကဓမ္မပါဠရဲ့ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်။ဓာတ်တော်တိုက်အတွင်းမှာဓမ္မစကြာတရားဟောနေဟန်ဗုဒ္ဓရုပ်ပွားတော်ကိုလည်းဖူးမြင်ခဲ့ကြရပါတယ်။ဗုဒ္ဓရုပ်ပွားတော်ရဲ့အောက်ကတဲ့မှာဓာတ်တော်တိုက်ရှိပါတယ်။အဲ့ဒီဓာတ်တော်တိုက်အတွင်းကဓာတ်တော်ချုပ်ကိုယူပြီးနှစ်စဉ်ကစားမုံလာပြည့်နေ့တိုင်းမှာဓာတ်တော်ဖွင့်ပွဲကိုကျင်းပခဲ့တာဟာဒီကနေ့ထိတိုင်အောင်ပဲဖြစ်ပါတယ်။အဆောက်အဦရဲ့ပတ်လည်နံရံများမှာမြတ်ဗုဒ္ဓရဲ့ဗုဒ္ဓဝင်ပုံတော်များကိုအင်္ဂလိပ်ကြီးများဖြင့်ရေးဆွဲပူဇော်ထားတာကိုလည်းဖူးမြင်ခဲ့ရပါတယ်။မူလကန္နာဂူရီဝိဟာရကျောင်းတော်ရဲ့အရှိတ်ဘက်မှာသီရိလင်္ကာမဘောဓိပင်ပွားကိုယူပြီးစိုက်ပျိုးထားတဲ့ဘောဓိပင်ကြီးတစ်ပင်ရှိပါတယ်။ဘောဓိပင်အောက်မှာမြန်မာနိုင်ငံမှလှူဒန်းထားတဲ့မြန်မာလက်ရာနဲ့
မြတ်ဗုဒ္ဓဓမ္မစကြာတရားဟောကြားတော်မူနေပုံကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်။ဗုဒ္ဓရုပ်ပွားတော်ရဲ့အနီးမှာဓမ္မစက်ကပဝဋ္ဌနသုတ်တော်ကိုဘာသာမျိုးစုံနဲ့ရေးသားထားတာကိုလည်းတွေ့မြင်ကြရပါတယ်။တရက်ဖြူပင်ကုန်းနေရာဟာမြတ်စွာဘုရားရှင်ကဒိဋ္ဌိတို့ကိုတကုပြာရီဟာပြတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။ဘုရားရှင်လက်ထက်တော်အခါကရာဇဂိုတထေတူရဲ့ဝါတိုင်ထိပ်မှာတင်ထားတဲ့စန္ဒကုတပိတ်ကိုအရှင်ပိဏောလကတကုနဲ့ယူခဲ့လို့ယဟန်တွေကိုတကုမပြရဘူးလို့ဘုရားရှင်ကပြညတ်တော်မူခဲ့ပါတယ်။အဲ့ဒီလိုပြညတ်တော်မူခဲ့တာကိုဒိဋ္ဌိတွေကခွင့်ကောင်းယူပြီးတကုပြန်ရန်စိန်ခေါ်ခဲ့ကြပါတယ်။ဒါကြောင့်မြတ်ဗုဒ္ဓဟာတရက်ပင်ရင်းမှာတကုပြမယ်လို့မိန့်တော်မူခဲ့ပါတယ်။ဒီလိုမိန့်တော်မူခဲ့လို့ဒိဋ္ဌိတို့ဟာတာဝိတ္ထိမှာရှိတဲ့တရက်ပင်အားလုံးကိုခုတ်လဲစေခဲ့ပါတယ်။ဝါဆိုလပြည့်နေ့မှာကောသလမင်းကြီးရဲ့ဥယျာဉ်ဆောင်ကန္တဟာမိမိဥယျာဉ်အတွင်းမှာတရက်ဖြူသီးတစ်လုံးကိုရပြီးမြတ်စွာဘုရားရှင်အားဆက်ကလှူဒန်းခဲ့ပါတယ်။မြတ်ဗုဒ္ဓဟာတရက်ဖြူသီးကိုဖုံးပေးပြီးတရက်စီကိုစိုက်စီသောအခါတခဏအတွင်းမှာပဲအကိုင်းခဲများဖြာထွက်လျက်အံ့ဩဖွယ်ရာတရက်ပင်ကြီးပေါ်ပေါက်လာခဲ့ပါတယ်။မြတ်ဗုဒ္ဓဟာထိုတရက်ဖြူပင်ရင်းမှာရေမိအစုံစုံသောတကုပြာရီဟာကိုပြတော်မူခဲ့ပါတယ်။အဲ့ဒီအခါမှာဂရေ20သောနတ်မြမာတို့လည်းသစ္စာ၄ပါးကိုသိမြင်တော်မူပြီးအားလုံးကျွတ်တန်းဝင်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မြတ်ဗုဒ္ဓဟာမေတော်မိနတ်သားအားဝါရင်း3လကျေးဇူးဆက်တရားဟောဖို့အတွက်တောင်ရိန်သာနတ်ပြည်သို့2လမ်း3ဘွားနဲ့ကြွတော်မူခဲ့တဲ့နေရာလေးဖြစ်ပါတယ်။မြတ်ဗုဒ္ဓလက်ထက်တော်အခါကတာဝိတ္ထိမှာထင်ရှားကြော်ကြားခဲ့တဲ့အင်္ဂုလိမာလမထေရကြီးရဲ့အထိတ်အမှတ်ဇီဒီဟောင်းနေရာဖြစ်ပါတယ်။အင်္ဂုလိမာလရဲ့ငယ်နာမည်ကအဟိန္ဒကဖြစ်ပါတယ်။အဟိန္ဒကဟာငယ်စဉ်အခါကတက္ကသီလာပြည်ဂီတာပမောက္ခဆရာကြီးထံအထာရတပညာကိုသင်ကြားခဲ့ပါတယ်။ပညာတော်ပြီးမိမရေးချရှိတာကြောင့်တခြားကျောင်းသားတွေရဲ့ဂုဏ်ချောစကားကိုဆရာကြီးကအထင်မှားနားယောင်ပြီးအဟိန္ဒကအားဆရာကိုပူဇော်ရန်လက်ညှိုးပေါင်း1000ကိုဖြတ်ခိုင်းခဲ့လို့လူတွေကိုတတ်ပြီးလက်ညှိုးတွေကိုဖြတ်ယူခဲ့ပါတယ်။လက်ညှိုးတွေကိုဖြတ်ပြီးပန်းကုန်းတစ်ဖွဲတီကလဲမှာဆွဲထားတာကြောင့်အဟိန္ဒကကနေအင်္ဂုလိမာလာဆိုတဲ့နာမည်ကိုရရှိခဲ့ပါတယ်။နောက်ဆုံးမှာမြတ်ဗုဒ္ဓကအင်္ဂုလိမာလာအားပြင်စာနန္ဒရိယကံအဖြစ်မှကယ်တင်တော်မူပြီးယဟန္တာအဖြစ်ရရှိစေခဲ့ပါတယ်။
ဒီနေရာကိုတော့ကောသလမင်းနန်းတော်ရာနေရာဟောင်းလို့ဆိုသလိုတုတ္တတဇီဒီလို့လည်းခေါ်ဆိုကြပါတယ်တုတ္တတဇီဒီဆိုတာကတော့အနာတပိန်တရေကြီးရဲ့ငယ်နာမည်ကိုအဆွဲပြုပြီးခေါ်ဆိုကြတာဖြစ်ပါတယ်အနာတပိန်တရေကြီးကွယ်လွန်တဲ့အခါကျန်ရစ်သူမိသားစုများကနှစ်စဉ်ပူဇော်ပွဲပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီနေရာမှာသီရိဓမ္မသောကမင်းကြီးကဇီဒီတည်ထားခဲ့တာကြောင့်တုတ္တတဇီဒီရဲ့လို့ထင်ရှားခဲ့တာပဲဖြစ်ပါတယ်။နောက်ခါမှာဟိန္ဒူဘုန်းကြီးများကဇီဒီတော်ပေါ်မှာကျောင်းဆောင်ပြီးနေထိုင်ခဲ့တာကြောင့်ဒေသခံများကကာကျစ်ကုရီလို့ခေါ်ဆိုခဲ့ကြပါတယ်။ဇီဒဝန်ကျောင်းတော်ရာဟာတာဝတိမြို့ရဲ့တောင်ဘက်မှာတည်ရှိပြီးဖျားရှင်လက်ထက်တော်အချိန်ကအလွန်သားရာစီကားတဲ့ကျောင်းတော်ရာကြီးလည်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓကိုတော်တိုင်နှစ်ချိုက်မွေးလျော်တော်မူတာကြောင့်ဒုတိယဘောဓိခေါ်ဝါတော်21ဝါမှစပြီးဝါအများဆုံးကတ်တော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဇေဒဝန်ဆိုတာကတော့ဇေတမင်းသားရဲ့ဥယျာဉ်တော်လို့အဓိပ္ပာယ်ရပါတယ်။အနာတပိန်တရေကြီးကအဲ့ဒီဥယျာဉ်ကြီးကိုမြတ်စွာဘုရားရှင်အားကျောင်းဆောက်လုပ်ထူထမ်းမှုအတွက်ဇေတမင်းသားထံမှငွေအသက်ပြား18ကလေးဖြင့်ဝယ်ယူခဲ့ပါတယ်။ဇေဒဝန်ကျောင်းတော်ကြီးကိုလည်း18ကလေးအကုန်ကြခံပြီးတည်ဆောက်ခဲ့ကကျောင်းရည်ဆက်ချပွဲကိုလည်း18ကလေးအကုန်ကြခံကစုစုပေါင်း54ကလေးအကုန်ကြခံပြီးလှူဒန်းခဲ့တာဖြစ်ပါတယ်။ဒီဇေဒဝန်ကျောင်းတော်အတွင်းမှာဖျားရှင်တိုင်းအသုံးပြုတဲ့ညောင်ဆောင်အခြေလေးဘက်ချရာနေရာဖြစ်တဲ့အတွက်အာဝိစကိတလေးဌာနမှာတစ်ခုအပါဝင်ဖြစ်ခဲ့ရပါတယ်။ဒီကျောင်းတော်အတွင်းမှာပဲတိတ်ထိတို့ရဲ့မာမာနတကွန်ကိုနှိမ်နှင်းအောင်မြင်ခဲ့သလိုဗရာစာရီအင်္ဂုလိမာလာအစရှိတဲ့ဝိနည်းတတ္တဝါအပေါင်းများစွာကိုတရားရည်အမြိုက်စီတိုက်ကျွေးခဲ့ကကျွတ်တန်းဝင်စေခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဇေဒဝန်ကျောင်းတော်အတွင်းမှာတရားနာယူရင်းအကျွတ်တရားရရှိသွားကြတဲ့ယဟန္တာပုဂ္ဂိုလ်များနဲ့ဧတတက်ပွဲရရှိသူများအများအပြားလည်းရှိခဲ့ပါတယ်။ဒီကျောင်းတော်အတွင်းမှာမြတ်ဗုဒ္ဓသတင်းသုံးတော်မူခဲ့တဲ့ဂန္ဓကုရီဂရိတိကုရီတောလာလာကာရကုရီတောတံပကကုရီဆိုပြီးကျောင်းဆောင်ကြီး၄ဆောင်လည်းရှိခဲ့ပါတယ်။မြတ်ဗုဒ္ဓဟာဒီဇေဒဝင်ကျောင်းတော်အတွင်းမှာပဲမင်္ဂလာတုတ်မေတ္တာတုတ်အစရှိတဲ့တုတ်တံပေါင်းများစွာနဲ့ဇတ်တော်ပေါင်းများစွာတို့ကိုဟောကြားတော်မူခဲ့ပြီးတိက္ခာပုဒ်တော်များစွာကိုလည်းပြည့်မြတ်တော်မူခဲ့ပါတယ်။ဒါကြောင့်ဒီနေရာဟာအာဝိစကိတလေးဌာနမှာတစ်ခုအပါအဝင်ဖြစ်တဲ့နေရာထူးနေရာမြတ်လေးပဲဖြစ်ပါတယ်။တရားဟောတော့မယ်ဆိုတော့အဲ့ဒီလူကြီးကိုပြည့်စုံတော်မူတယ်အဲ့ဒီအဖြစ်အပျက်တွေကိုမူတည်ပြီးတရားတော်ကိုတုံ့တက်ပြီးဟောကြားအဲ့ဒါဓာတ်ရိုက်လေးလို့ခေါ်တာနော်အဲ့လိုတုံ့တက်ပြီးတော့ဦးဇင်းတို့ဟိုမှာဖြစ်တဲ့ဟိုပြောမယ်ဆိုလို့ကနာပြတဲ့ဆံမှာပြေဝိုက်ပြီးတော့ပြတာဓာတ်ရိုက်ပြတာရှိတယ်နော်ဓာတ်ရိုက်ပြတော့ဓာတ်ရိုက်ချိတာဓာတ်ရိုက်ချိတဲ့ခါကျတော့အဲ့ဒီတရားနဲ့ဒီပုဂ္ဂိုလ်ရဲ့အန္တရာယ်နှလုံးသွင်းတဲ့သူ့စိတ်မှာဖြစ်ပေါ်တဲ့အရာနဲ့ကွတိကြတဲ့အခါသူတို့ကတရားတန်ရကြတာနော်အဲ့ဒါကိုကြည့်တယ်ဆိုတာမြတ်ဗုဒ္ဓဆွမ်းငါကြရာကအပြန်မှာကျောင်းတော်ကိုမဝင်ပြီးခြေဆေးတော်မူခဲ့တဲ့ရေတွင်းပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာဒီရေတွင်းမှာခြေဆေးတော်မူရင်းဒုလဘတရား၅ပါးကိုအမြဲမပြတ်ဟောကြားတော်မူခဲ့ပါတယ်။အာနန္ဒာဘောဓိပင်ဟာမြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကတည်းကအရှင်အာနန္ဒာရဲ့အစီအစဉ်နဲ့စိုက်ပျိုးခဲ့တဲ့ဘောဓိပင်ဖြစ်ပါတယ်။မြတ်စွာဘုရားသည်ဝါရင်း၃လပတ်လုံးဇေဒဝန်ကျောင်းတော်မှာတရင်သုံးတော်မူပြီးဝါကျွတ်လို့ဒေသစာရီကြွချီတဲ့အခါတာဝိထိမြို့သူမြို့သားများဘုရားရှင်အားဖူးမြော်ကြော့ရန်နဲ့မြတ်စွာဘုရားရှင်အားပန်းနတာတို့ကတ်လူပူဇော်ရန်လာခဲ့ကြပါတယ်။
အဲ့ဒီအခါဇေတဝန်ကျောင်းတော်မှာမြတ်စွာဘုရားမရှိတဲ့အတွက်ဖူးမြော်ခွင့်မရဘဲစိတ်နှလုံးမသာမယာစွာနဲ့ပြန်ခဲ့ကြရပါတယ်ဒီအကြောင်းကိုမြတ်စွာဘုရားရှင်အားရှင်အာနန္ဒာကလျှောက်ထားခဲ့တဲ့အတွက်ကြောင့်ဘုရားရှင်ကမိမိကိုယ်စားဖူးမြော်ရန်အတွက်ဇေတဝန်ကျောင်းတော်မှာဘောဓိပင်စိုက်ဖို့ညွှန်ကြားခဲ့ပါတယ်ဘုရားရှင်ရဲ့ညွှန်ကြားချက်နဲ့အရှင်အာနန္ဒာကစီစဉ်ပြီးအရှင်မဟာမောက္ကလံမထေရကဘောဓိပန်တိုင်းမှမဟာဘောဓိအစီကိုယူပေးကအနာတပိန်တထေးကြီးကအဲ့ဒီဘောဓိစီကိုဇေတဝန်ကျောင်းတော်ပေါက်မှာစိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီချိန်ကစပြီးတာဝတ္ထိမြို့သူမြို့သားတွေဟာဖျားရှင်ဇေတဝန်ကျောင်းတော်မှာမရှိကြပရိဘောဂဇေဒီတစုဖြစ်တဲ့ဘောဓိပင်ကိုဖူးမြော်ခွင့်ရခဲ့ကြပါတယ်ဒီဘောဓိပင်ကိုအရှင်အာနန္ဒာရဲ့အစီအစဉ်နဲ့စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့်အာနန္ဒာဘောဓိလို့အမည်တွင်ခဲ့ပါတယ်ဒေဝမနုဿပူဇိတော